ကျွန်တော်တို့ရဲ့မိဘတွေဒါမှမဟုတ်အဖိုးဖွားတွေရဲ့ဟိုးအရင်တုန်းကရိုက်ထားတဲ့အဖြူမဲ black and white color ပုံဟောင်းလေးတွေကိုပြန်ပြီးတော့အမတ်တရအနေနဲ့ save ထားခြင်းတာပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော် color လေးပြန်သွင်းခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်အကိုဖုန်းထဲကနေပြီးတော့မှတစ်ချက်တည်းခလုတ်တစ်ချက်တည်းနှိပ်ပြီးတော့လုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဘာလို့ရင်ဆုံးလုပ်ရမလဲဆိုတော့ကျွန်တော်ရဲ့ဖုန်းထဲမှာဒီ chat GPT ဆိုတဲ့ဟာလေးပေါ့နော်Chat GPT ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကအရင်ဆုံးရှိရမယ်အခုခေတ်ကြီးမှာတော်တော်များများရဲ့ဖုန်းထဲမှာလည်းရှိနေမယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်ကဗိုလ်ချုပ်ရဲ့ပုံလေးတွေကိုနမူနာအနေနဲ့လုပ်ကြည့်မှာဖြစ်တဲ့အတွက်ပုံလေးတွေကို save ထားတာကဲအဲ့တော့ကျွန်တော်တို့ဒီ Chat GPT တွေကိုကျွန်တော်တို့သွားလိုက်ပါမယ်ဒါလေးကတော့ခုခေတ်ကြီးမှာလူတော်တော်များရဲ့ဖုန်းထဲမှာရှိနေမှာပေါ့နော်အချို့မသိတဲ့လူကြီးမိဘတွေရှိရဆိုလို့ရှိရင်လည်းတီးလို့ရအောင်လို့ဒါလေးကိုမျှဝေပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒီအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်အပေါင်းလေးနော်ဒီဘယ်ဘက်ကအပေါင်းလေးကိုနှိပ်လိုက်နှိပ်ပြီးဒီ photo ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာပြင်ကျင်တဲ့ black and white color ကိုရွေးချယ်လိုက်ပါဒါလေးကိုနမူနာအဖြစ်ရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီစာနေရာလေးမှာ favorite color ဆိုပြီးတော့ဒီသုံးလုံးကိုပဲရိုက်ထည့်ပေးလိုက်ပါ favorite color ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဘက်ကညာဘက်နားလေးကမြားလေးကိုချက်နေပြီးတော့ပို့လိုက်မယ်ဒီပုံလေးကိုသူကကာလာဖြည့်နေတာကတော့အချိန်ကတော့နည်းနည်းပေးရတယ်တစ်ခါလေကြာရင်2မိနစ်လောက်ကြာတယ်အများဆုံး3မိနစ်လောက်ပါပဲတချို့အချိန်တွေဆိုလို့ရှိရင်တော့သူက3မိနစ်လောက်နဲ့လည်းရတယ်ပေါ့နော်ဘာလို့ဆိုတော့တော်တော်များများလည်း create လုပ်နေတာဆိုတော့လေဒီပုံလေးတွေကိုခဏစောင့်ပေးပါနော်ဒါလေးတွေကအရန်တော့တူလားဆိုတော့ပြောရမယ်ဆိုတော့လုံးဝ 100% တူတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်အနေနဲ့အမတ်တရသိမ်းထားချင်တာပဲဖြစ်ဖြစ်ပေါ့နော်ပုံလေးတွေကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်အလွယ်တကူလှုပ်လို့ရတာပေါ့နော်အရင်ခေတ်ကတော့ Photoshop တွေပြန်ပြီးတော့တကူတက edit ကြီးတွေလုပ်နေစရာမလိုတော့ဘူးပေါ့ဒါလေးကတော့ကိုယ့်ဖုန်းထဲမှာကိုယ့်အကိုတကယ်လို့ဖုန်းထဲမှာမရှိဘူးဆိုလို့ရှိရင်ဓာတ်ပုံတွေကိုကိုယ့်ရဲ့ဖုန်းကင်မရာနဲ့ရိုက်ပြီးတော့ဒီလိုမျိုးလေးလှုပ်လဲရပါတယ်အချိန်ခဏလေးစောင့်ပေးရမယ်နော်ကျွန်တော်ကတော့ဒီတစ်ခေါက်က3မိနစ်လောက်ကြာတယ်ဗျကဲဒါဆိုရင်တော့ထွက်လာပြီပုံကသူတို့ကအနီးဆက်ဆုံး AI ကနေပြီးတော့မှကာလာဖြည့်သွင်းပြီးတော့နမူနာပုံစံအတိုင်းကိုမျက်ခုံးတွေပါတွေကတော့တူတယ်ဒါပေမဲ့အရန်ကြီးခုနကျွန်တော်ပြောလို့ပဲပေါ့နော် 100% တူလားဆိုတော့အရန်ကြီးတူတာတော့မဟုတ်ဘူးတို့ပေမဲ့ကျွန်တော်တို့ရဲ့ဒီမိဘအဖိုးဖွားတွေပဲဖြစ်ဖြစ်ပေါ့နော်တစုံတစ်ခုကိုအမှတ်တရတိန်းထားခြင်းနဲ့ဆိုရင်အဆင်ပြေတယ်ပေါ့ဒါကတော့ကျွန်တော်နောက်တစ်ပုံကိုစမ်းကြည့်မယ်ပေါ့နော်သူရဲ့ process လေးကိုခဏစောင့်မယ်ကဲဒါဆိုရင်ရပြီဒီတစ်ပုံကတော့တူလားဆိုတော့မျက်ခုံးတွေကတော့တူတယ်ဒါပေမဲ့မျက်နှာကြားကတော့ဟိုမှာကလည်းမူရင်းပုံကလည်းနည်းနည်းဝါးနေပြီဆိုတော့သူက AI ကနေပြီးတော့မှအနည်းဆက်ဆုံးဆွဲယူပြီးတော့လောက်တာဖြစ်တဲ့အတွက်တကယ်လို့ကျွန်တော်တို့အနေနဲ့ဒီ black and white ပုံလေးတွေကိုလုပ်မယ်ဆိုလို့ရှိရင်အတတ်နိုင်ဆုံးရုပ်ထွက်လေးကို original ရုပ်ထွက်မပြတ်တဲ့ဟာလေးတွေကိုပေါ့နော်ဒါလေးတွေကိုကိုယ့်ရဲ့ဖုန်းထဲမှာမရှင်းအောင်မှာကင်မရာလေးနဲ့အလင်းရောင်ကောင်းကောင်းရတဲ့နေရာလေးမှာဓာတ်ပုံရိုက်လိုက်ဖုန်းရဲ့ကင်မရာနဲ့ပဲရိုက်ပြီးတော့ဒီလိုမျိုးလေးပြုပြင်လို့ရပါတယ်ဘာပဲပြောပါဗျာပုံဟောင်းလေးတွေကိုအမတ်တရပြန်ပြီးတော့တိန်းလို့ရတာပေါ့နော်လူကြီးမိဘတွေအတွက်တော့သုံးဝင်မယ်တင်တယ်သူတို့ရှိခေတုံးက black and white ဒီများလာဆိုတော့လေနော် okay ဒီဗီဒီယိုလေးကဒီလောက်ပါပဲ